ဒီပိုင်းမှာတော့တားမြစ်နေမြေတဲ့ကိုမဝင်ရောက်သေးခင်အချိန်ကာလကိုပြန်ပြသထားပြီးဝိညာဉ်သားရဲ့ကိုင်ကကျင့်ကြံသူတွေဟာမိမပြိုလေးတွေရဲ့ကပ်ပြဖြော်ပြမှုတွေကိုရှုစားကြည့်နေကြပြီးစိတ်ပန်းဖြစ်နေကြပါတယ်ပျော်ရွှင်မှုထဲမှာသူတို့အားလုံးစိတ်ရောက်နေကြတဲ့အချိန်ခရဲမြူကိုတွေရုတ်တရက်ထွက်ပေါ်လာခဲ့ကြပြီးရုန်းကန်နိုင်ခြင်းမရှိခင်မှာပဲအသက်ပြောက်ကုန်ကြရသလိုကျန်းဝူတယောက်တည်းပဲအသက်ရှင်ကျန်ခဲ့ပါတယ်အခန်းတွင်းကိုမျက်နှာဖုံးဆွတ်ထားတဲ့တခင်လေးတယောက်ဝင်ရောက်လာတဲ့အခါကျန်းဝူကရိုသေစွာနှုတ်ဆက်လိုက်ပြီးတခင်လေးရဲ့သွေးနဲ့ဆိုမော့တဲ့ပညာကအရင်တုန်းကထက်အများကြီးအစွမ်းထက်လာပြီလို့ချီးမွမ်းပြောဆိုလိုက်ပါတယ်တခင်လေးကလည်းကျန်းဝူဟာသူခိုင်းထားတဲ့အတိုင်းတိတ်တက်အောင်လှုပ်ဆောင်နိုင်ခဲ့တာကြောင့်တားမြစ်နေမြေမှာပါဝင်ရှင်ပြိုင်ကြမဲ့ဂိုင်းတပည့်တွေကိုဒီနေရာစီအရောက်ခေါ်လာပေးနိုင်လို့ပြန်ချီးကျူးလိုက်ပါပြီကျန်းဝူကသူတို့စီမှာတပည့်အသစ်တွေအနေငယ်သာကြံရှိတော့တဲ့အတွက်အကုန်လုံးကိုတက်ပစ်လို့မဖြစ်နိုင်ဘူးဆိုပြီးအကြံပြုလိုက်သလိုတခင်လေးရဲ့လူတချို့ကိုလည်းရုပ်ဖြတ်ထည့်သွင်းဖို့ထပ်ပြောလိုက်ပါတယ်တခင်လေးကလည်းစမ်းသက်ပွဲကြီးစတင်တဲ့အခါကျရင်ဂိုင်းကြီး9ဂိုင်းကတပည့်အကုန်လုံးကိုအများဆုံးတက်ပစ်ပေးရမယ်ဆိုပြီးအမိန့်ပေးလာခဲ့ပါပြီသူ့ရည်ရွယ်ချက်ကဒီစမ်းသက်ပွဲကိုအခွင့်အရေးယူပြီးဂိုင်းအင်အားတွေကိုချီးနှဲသွားအောင်ဖျက်ဆီးပစ်ချင်တာပါဒါကြောင့်လဲကျန်းဝူဟာသွေးစွန်းနေမြေကြီးထဲမှာလူပေါင်းများစွာကိုလှုပ်ကြံတက်ပစ်ခဲ့ပြီးနှဆိုးတွေအင်အားကြီးလာအောင်တစ်ဖက်လမ်းကနေကူညီပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့လက်ရှိအချိန်ကိုပြန်ရောက်လာခဲ့ပြီးတားမြစ်နေမြေစမ်းသက်ပွဲကြီးဟာတနစ်ကြာအောင်ပြီးဆုံးသွားခဲ့တာကြောင့်ဟန်လီတယောက်လည်းလက်နက်ပညာရက်တွေနဲ့အဆောင်ရေးဆွဲခြင်းတွေမှာအားစိုက်ထားနေခဲ့ပါတယ်ဒီပညာရက်တွေဟာထင်သလောက်လွယ်ကူခြင်းမရှိတာကြောင့်အချိန်ချင်းစူးစမ်းနေခဲ့ရပြီးအရှုံးတွေနဲ့ရင်ဆိုင်နေခဲ့ရပေမဲ့ဟန်လီကစိတ်တက်ကြခြင်းမရှိဘဲအတိတ်အကြောင်းတွေပြန်တွေးကြည့်နေခဲ့ပါတယ်တားမြစ်နေမြေစမ်းသက်ပွဲကြီးမှာတိုက်ပွဲများကြီးဆင်နွှဲခဲ့ရပေမဲ့လည်းရန်သူတွေစီကနေအကျိုးမြတ်တွေရရှိနိုင်ခဲ့တဲ့အပြင်တစ္ဆာဖောက်ဆရာတို့ကိုစီကနေလည်းရုပ်သေးထိန်းချုပ်ခြင်းအတတ်ပညာရက်ကိုပိုင်ဆိုင်ရရှိခဲ့ပါသေးတယ်ဒီကျင့်စဉ်ဟာရုပ်သေးများစွာထိန်းချုပ်နိုင်တာကြောင့်ဟန်လီတာတမြောက်သွားမယ်ဆိုရင်ရှေ့လျှောက်တိုက်ပွဲတွေမှာရုပ်သေးစစ်တပ်ကြီးကိုအသုံးချလာနိုင်မှာပါစာအုပ်ကိုဖတ်ကြည့်တဲ့အခါတစ္ဆာဖောက်အကြီးအကဲဖြစ်သူဟာအစောကြီးတဲ့ကချင်းကျူကိုင်းရဲ့တပည့်တစ်ယောက်ဖြစ်နေတဲ့အချက်ကိုသိလိုက်ရပါတယ်ဟွမ်ဖုန်ကိုင်းနဲ့ရုပ်ဖြတ်ဝင်ရောက်ပြီးဂိုင်းတစ်ခုလုံးကိုအမြင့်ပြတ်ပြိုလဲသွားအောင်နောက်ွယ်ကနေဖျက်ဆီးဖို့ကြံစီခဲ့ပေမဲ့ဟန်လီတို့ကအစောကြီးရှာတွေ့သွားနိုင်ခဲ့သလိုစာအုပ်ကိုဆက်ဖက်ကြည့်တဲ့အခါမပြီးပြည့်စုံသေးတဲ့ကျင့်စဉ်တစ်ခုဆိုတာသူသိလိုက်ရပါတော့တယ်။တိုင်းကျန်းအပြည့်အစုံကိုချင်းကျူကိုင်းမှာသွားရှာရမှာဆိုပေမဲ့ရုပ်သေးကျင့်စဉ်ဟာအရန်ကိုအစွမ်းထက်လွန်းတာကြောင့်ဟန်လီလည်းတက်နိုင်သလောက်လေ့ကျင့်ကြည့်နေလိုက်ပြီးရုပ်ထုလေးတစ်ခုကိုလှုပ်ရှားစေလိုက်ပါတယ်။အစာပိုင်းဖြစ်လို့စက္ကန့်ပိုင်းလောက်သာလှုပ်ရှားနိုင်စေလိုက်ပြီးဟန်လီလည်းဆေးဝါးပညာရက်တွေနဲ့ရုပ်သေးပညာရက်တွေကိုတပြိုင်တည်းလေ့ကျင့်ခြင်းစိတ်ဖြစ်လာခဲ့တာကြောင့်အတက်ကျူးရင်အယူဖြစ်လိမ့်မယ်ဆိုကတက်ပြင်းချမိလိုက်ပါတော့တယ်။ဟွမ်ဖုန်ကိုင်းကနေမိုင်တရအကွာမှာရှိတဲ့ရမျိုးနွယ်ခန့်တက်ကြီးမှာတော့အမျိုးတိဖွဲ့ခြင်းအလဲလက်အစ်စ်မှာရှိတဲ့ခန့်တက်ခေါင်းဆောင်ဖြစ်သူကတပည့်တွေကိုဝိညာဉ်ဆေးတွေရှာဖွေခိုင်းနေပါတယ်။ရန်ကောင်းဆောင်ဟာအစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက်ဖြစ်ပေမဲ့ကန်ဆိုးကျင်တော့အချစ်ရဆုံးသောသမီးလေးဖြစ်သူဟာအသက်အန္တရာယ်ကြာရောက်နေရတဲ့အတွက်ရင်ထုမနာဖြစ်နေရရှာပါတယ်။သူတပည့်တွေကတားမြစ်နေမြေထဲမှာဝိညာဉ်ဆေးပင်သွားရှာဖွေခြင်းကြပေမဲ့သွေးစွန်းတားမြစ်မြေတွေကိုဂိုင်းကြီး9ဂိုင်းကိုပဲဝင်ခွင့်ပြုတာကြောင့်ညှင်းပယ်ခံခဲ့ရသလိုဖမ်းရွှင်ရှောင်းကလည်းနေရာအနှံ့ပြားမှာဆေးမြစ်တွေလိုက်ရှာနေခဲ့ပေမဲ့တင့်တော်မဲ့အရာကိုတော့မရှာတွေ့နိုင်ခဲ့ပါဘူး။ခန့်တက်ခေါင်းဆောင်ရန်လည်းသူတို့မိသားစုထဲမှာနှစ်ပေါင်းများစွာကြာမှကောင်းကင်အဆင့်အခြေတီအဆင့်ကိုသမီးတစ်ယောက်ကရောက်ရှိနိုင်ခဲ့ပေမဲ့အခုချိန်မှာတော့ဝိညာဉ်ဆေးကိုမရှာပေးနိုင်တာကြောင့်သူ့ကိုယ်သူအပြစ်တင်နေခဲ့သလိုဂိုင်းကြီးတွေအပေါ်ကိုလည်းစိတ်ပြက်နေခဲ့ရပါတယ်။အဲ့ဒီအခါအကြီးကဲလူကဂိုင်းကြီးတွေအပေါ်မိခိုးစရာမလိုအပ်တော့သလိုမကြသေးခင်ကအစွမ်းထက်ပညာရှင်တစ်ယောက်ကိုတွေ့ဆုံခဲ့တာကြောင့်အတူတူဖိတ်ခေါ်လာခဲ့တယ်ဆိုပြီးဝင်ရောက်ပြောဆိုလာပါပြီ။အဲ့ဒီလူကသမီးဖြစ်သူအသက်ကိုကယ်တင်ပေးနိုင်တယ်ဆိုပြီးအာမခံထားတာကြောင့်ခန့်တက်ခေါင်းဆောင်တွေ့ဆုံကြည့်ပါလားဆိုကကန့်လန့်လိုက်တဲ့အချိန်မျက်နှာဖုံးဆွတ်ထားတဲ့နှဆိုးကိုင်းကတခင်လေးဖြစ်သူလည်းဝင်ရောက်လာခဲ့ပါတော့တယ်။သူကိုယ်တိုင်ကအခြေတီအဆင့်ဖြစ်သလိုအမြူတီအဆင့်ရှိတဲ့ကိုရံတော်တွေကိုလည်းဝင်ရလာခဲ့တာကြောင့်အရေးကြီးပုဂ္ဂိုလ်ဖြစ်ရလိမ့်မယ်ဆိုပြီးခေါင်းဆောင်ရန်လည်းတွေးဆမိလိုက်ပါပြီ။တခင်လေးကသူခုရောက်လာတာခေါင်းဆောင်သမီးကိုကုသပေးဖို့ဆိုပြီးလိုရင်းပြောလိုက်တဲ့အခါသူတို့စီမှာဝိညာဉ်ဆေးရှိမနေဘူးလို့ပြန်ပြောလိုက်တော့သွေးစွန်းတားမြစ်မြေက260မှာတစ်ကြိမ်ဖွင့်တာမို့ဝိညာဉ်ဆေးလိုချင်ရင်အချိန်ကြာကြီးစောင်းရလိမ့်မယ်လို့ပြန်ရှင်းပြလာပါတယ်။သူစီမှာတော့သမီးဖြစ်သူကိုချက်ချင်းပြန်တရိရလာစေမဲ့စမ်းကြဲမှုတွေရှိနေတဲ့အကြောင်းသူ့ဘက်ကကူညီပေးပြီးတဲ့အခါခန့်တက်ခေါင်းဆောင်ကလည်းရမျိုးနွယ်စုတစ်ခုလုံးကိုသူတို့နှဆိုးကိုင်းနဲ့ပူးပေါင်းပေးရမယ်လို့ကန့်လန့်လိုက်ပါတော့တယ်။ခန့်တက်ခေါင်းဆောင်လည်းသမီးဖြစ်သူရဲ့အသက်ကပိုအရေးကြီးနေတာမို့စီကန်းချက်တစ်ခုနဲ့သဘောတူလိုက်ပါပြီ။ဒီစီကန်းကတော့သမီးဖြစ်သူကိုအသက်ရှင်အောင်မကူတာပေးနိုင်ဘူးဆိုရင်မင်းတို့အကုန်လုံးကိုသူ့လက်နဲ့တက်ပြရလိမ့်မယ်လို့ပြတ်သားစွာချိန်ချောက်လိုက်ပါတော့တယ်။တစ်ဖက်မှာလည်းဟန်လီတယောက်ဆရာဖြစ်သူစီပြန်တန်းရောက်ရှိလာပြီးကြောက်တုံးပြန်တွေပေါ်ရှောက်လန့်လာခဲ့ပါတယ်။အထဲရောက်တဲ့အခါဆရာဖြစ်သူကိုအယိုသေးပြုလိုက်ပြီးဒီရက်ပိုင်းမှာကြင်ကြံမှုကိုပဲအာယုံစိုက်နေခဲ့လို့အချိန်မိမလာနိုင်ခဲ့ဘူးဆိုကတောင်းပန်လိုက်တော့အကြီးကဲဟွာကလည်းစွမ်းအားတည်ငြိမ်တော့အောင်အရင်လှုပ်တင်ပါတယ်ဆိုပြီးဟန်လီအခြေအနေကိုနားလည်ပေးခဲ့ပါတယ်ဟန်လီဟာအခြေဒီအဆင့်ကိုရောက်ရှိနေပြီဖြစ်တယ်လို့တစ္ဆာဖောက်တွေကိုတတိရှိစွာခုခံတိုက်ခိုက်ခဲ့တာကြောင့်အထက်လူကြီးတွေကချီးကျူးနေကြတယ်လို့ပြောပြလာတဲ့အခါဟန်လီလည်းတိုက်ပွဲတုန်းကတပ်တွေတင်ပြလိုက်ပြီးအကြီးကဲဝူဘလို့တေဆုံးသွားရတယ်လဲဆိုတာစီကာပတ်ကုန်းရှင်းပြပေးလိုက်ပါတော့တယ်
နက်ဆိုကိုင်း6ခုဟာကုန်းမြေကြီးပေါ်မှာရှိတဲ့ကျင့်ကြံရေးကိုင်းတွေကိုအကွက်ချကြံစီနေကြတာကိုအကြီးကဲလည်းသိရှိပြီးသားဖြစ်တာကြောင့်နောက်စီစဉ်တွေထပ်မဖြစ်လာအောင်ကာကွယ်တားဆီးရမယ်လို့ပြန်ရှင်းပြလာခဲ့ပါတယ်။သူတို့စကားပြောနေတော့အကြီးကဲလီရဲ့ဆရာတူညီမဝင်ရောက်လာခဲ့ပြီးရန်သူတွေကိုတုံ့ပြန်နိုင်မဲ့နီလန်တစ်ခုကိုရေးဆွဲထားတဲ့အကြောင်းဒီစီစဉ်ကိုအကောင့်ထဲပေါ်နိုင်ဖို့အစွမ်းထက်မဲ့လူငယ်တယောက်ကိုလိုအပ်နေတယ်ဆိုပြီးအကူအညီလာတောင်းတဲ့အတွက်အကြီးကဲကလည်းဟန်လီကအသင်းတော်ဆုံးဆိုပြီးသူ့တပည့်ကိုထောက်ခံပေးလိုက်ပါတယ်။ဟန်လီဟာအပြင်ပန်းကြည့်လိုက်ရင်ရိုးရှင်းပုံရပေမဲ့တကယ်တမ်းကျအယမ်းညံကောင်းသလိုအလုပ်ပေါ်မှာလည်းတစ္ဆာရှိလွန်းတဲ့ဆိုကချီးမွမ်းလိုက်တဲ့အတွက်ဆရာတူအမကလည်းတေးသေးချာချာအကဲခတ်ကြည့်လိုက်ပြီးဒါဆိုရင်တော့အတော်လေးကောင်းတဲ့တုံးရွှွန်အားကိုလည်းတွားပြောလိုက်အောင်မယ်ဆိုကထွက်ခွာသွားပါတော့တယ်။အဲ့ဒီနောက်မှာတော့အကြီးကဲလီကရံမျိုးနွယ်စုမှာအဖိုးတန်ရတနာတွေကိုထုတ်ဖော်ပြသနေပြီးပွဲတော်ကြီးတစ်ခုကျင်းပဖို့ပြင်ဆင်နေတဲ့အပြင်သူတို့မျိုးနွယ်စုရဲ့အနာဂတ်နဲ့ပတ်သက်တဲ့အရေးကြီးကြေညာချက်တစ်ခုလည်းပူးတွဲထုတ်ပြန်မှာဖြစ်ကြောင်းဟန်လီကိုရှင်းပြလိုက်ပါတယ်။ဒါကြောင့်တခြားကိုင်းသားတွေလည်းလာရောက်ဆင်နွှဲကြမှာဖြစ်တယ်လို့ဟန်လီနဲ့ရွှမ်းအားကိုလည်းသူတို့ကိုင်းရဲ့ကိုစားပြုဖြစ်ဆေးလွတ်ချင်တယ်ဆိုပြီးရွေးချယ်လိုက်တဲ့အခါဟန်လီကလည်းမတည်ငြိမ်သေးတဲ့သူ့စွမ်းအားလောက်နဲ့ဖြစ်နိုင်ပါမလားလို့ပြန်မေးလိုက်ပါတယ်။အကြီးကဲကတော့ရွှမ်းအားနောက်မှာအဖော်ဖြစ်လိုက်ပါပေးုံသာဖြစ်ပြီးအဲ့ဒီမိန်းကလေးကစနောက်တက်တဲ့အကျဉ်းဆိုးရှိတာကြောင့်ပြဿနာကြီးတွေထပ်မဖြစ်လာအောင်စောင့်ကြည့်ပေးုံသာဖြစ်ကြောင်းမှာကြားလိုက်ပါတယ်။ဆရာဖြစ်သူဟာသူတို့နှစ်ယောက်ကိုတာအိုလက်တွဲဖော်တွေဖြစ်လာစေခြင်းလို့အခုလိုကွင်ဖန်ပေးနေတာကိုဟန်လီရေးမိလိုက်တာကြောင့်အခုချိန်မှာကျင့်ကြံရေးကိစ္စတွေကိုပဲအာယုံစိုက်ထားခြင်းတယ်လို့ပြန်ပြောလိုက်တယ်လို့ရွှမ်းအားကိုလည်းတေချာဆောင်ရှောက်ပေးမယ်လို့ကတိပေးလိုက်ပါတယ်။ဟန်လီကသူ့ကိုယ်သူအားနေသေးတယ်ဆိုပြီးဟန်ဆောင်ပြနေခဲ့ကဆရာဖြစ်သူစီကနေတိုင်းကျက်စာအုပ်တွေငှားယူနိုင်ဖို့ဗျူဟာခင်းနေလိုက်တယ်လို့ဆရာဖြစ်သူကလည်းသူ့စိတ်ကူးကိုရေးမိလိုက်တာကြောင့်လူလေကျတဲ့ကောင်လေးဆိုပြီးကူအတွင်းပိုင်းကိုခေါ်သွားပေးလိုက်ပါတယ်။တင်းစီထားတဲ့လှုပ်ဝက်တိုင်းကျန်းတွေကိုစိတ်ကြိုက်တစ်ခုရွေးချယ်ခိုင်းတာကြောင့်ဟန်လီလည်းစာအုပ်တွေကြားထဲမှာလန်လောရှာဖွေလိုက်တဲ့နောက်ဖမ်းရွက်နဲ့တိုက်ခိုက်တုံးကတကြိမ်ရရှိထားမှုတဲ့ရွှေရောင်စာရွက်လေးကိုမြင်လိုက်ရပါပြီ။မိုးကြိုးစွမ်းအင်ကိုတောင်တောင့်ခံနိုင်စွမ်းရှိတဲ့အတွက်ဒီစာရွက်လေးဟာတန်ဖိုးရှိတဲ့လှုပ်ဝက်ရတနာများလားဆိုပြီးဆရာဖြစ်သူစီမှာတောင်းယူလိုက်တဲ့အခါအကြီးကဲလီလည်းဒီကောင်လေးရဲ့ပစ္စည်းရွေးချယ်တဲ့အမြင်ကတော့တကယ်ကိုမဆိုးဘူးပဲဆိုပြီးရွေးချယ်ခွင့်ပြုပေးလိုက်ပါတော့တယ်